chất tàu gì luôn tôi bên ngồi chất tàu gì mà đâu cũng biết là đồ cho luôn ô thế thôi tên ra liền thôi tôi rồi tôi mình đấy đại ông冇多沙人呀，講咯，過去係不成內邊多沙人嘅，我諗咗都係不嬲俾爆我都買一路မျိုး嚟，當時係唔少嘅咯，一差嘅，一路မျိုး所唔down 啊咩嘅。神奇的比热克，亲密美亚巴克，神奇的比热克，咱们姐妹很得快，神奇的比热克，亲亲能量色色，神奇的比热克，高度微笑。လေးရတော့ဒါကျွန်တော်ရဲ့ဘယ်လိုပြောမလဲကျွန်တော်ခေါင်းဆောင်အနေနဲ့ပြန်ရိုက်မဲ့ဇလန်တွဲလေးလည်းဖြစ်တယ်ကျွန်တော်ခေါင်းဆောင်အနေနဲ့ပြန် comeback အနေနဲ့ရိုက်မဲ့ကားလေးပေါ့ဒါကျွန်တော်တင်ရင်တော့လည်းကျွန်တော်လက်သွဲဘူးတဲ့ဇန်ညုံးရိုက်ရေးတယ်မင်းထက်ကျော်ဆိုတဲ့ကိုကပဲအဲ့လိုဆက်သွယ်လာပြီးတော့ကိုတဲ့ကျွန်တော်ဒါလေးပြန်လုပ်ချင်တယ်သူ channel အတွက်ဟောက်ရှောက်ထိုးလို့ရချာလေးထောင်ပြီးလုပ်ချင်တယ်ဆိုအဲ့အလေးသူပြောတဲ့ဇာတ်သူစိတ်ထဲမှာရှိတဲ့ဇာတ်ကလေးကိုစာပြီးတင်ပြီးရိုက်ဖြစ်တာဒီကတော့ तू ထုတ်လို့နာမည်ကတိုက်ဆက်လို့ तू ပေးတာလားဗျအဲ့ तू ကဒီပေါ့တိုက်ကနေသာသနာပြုဖို့လွှတ်လိုက်တဲ့တိုင်းနဲ့အဆက်အသွယ်ရှိတဲ့ဒီလိုပေါ့တိုက်ကလာတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့လူတွေကိုကယ်မယ်ပြီးတော့သာသနာပြုမယ်အဲအကြောင်းလေးကဇက်ကြောလေးတော့ဒီတိုင်းလေးပဲရှိတာတော့ဒါအထက်မှာ twist လေးရောက်တော့ဒါကြည်ကောင်းတော့ကျန်တဲ့ဒါအတိုက်ခံဖြစ်မဲ့ဟာတွေနောက်ပြီးတော့အဲ့လိုဘယ်လိုပြောတိုက်ကျိုးဖြစ်မဲ့ဆိုလိန်တဲ့ဆရာတွေသူကနေတစ်စင်ပြန်ဖော်ထုတ်ပေးမှတွေအဲ့လိုမျိုးတွေပေါ့အဓိကဒီဇိုင်နန်ဆိုလည်းပညာလည်းရမယ်ဟိုချို့နယ်တွေမှာဆိုအဲ့လိုအယူမှားတာတွေယူဆွဲတာတွေကိုလည်းပြင်ပေးလို့ရမယ်နေရာမျိုးစကားမျိုးလေးဖြစ်မှာပါဟုတ်။ငါလည်းပြောပါဝမ်းသာပါတယ်မင်းတို့ကတော့ပြောမပြတတ်လားဝမ်းသာတာပေါ့ဘာလို့လဲဆိုတော့ဟိုဒီကဟိုကိုယ့်ဘက်ကိုအရှိမတော့ကို YouTube တက်ရိုက်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒါသူများကနေပြန်ပြီးတော့သူ့ခေါင်းဆောင်နေနေဆိုတော့မင်းတို့အရင်ဝမ်းသာပါတယ်တက်နိုင်တဲ့လောက်လဲနောက်ကနေပြီး supporting ရအောင်ပေးပါမယ်ငွေသိန်းတာပါအဓိကဟွာလေးငွေသိန်းတာငွေလည်းသိရတာဦးခင်လန်တော့ကြောက်လို့ဟုတ်တယ်တော့ဒီလည်းသိရတယ်အသေးစားလေးပေါ့တော့ပြီးတော့ဟိုပါပေါ့ဝစ်စားတွေအစားစီစဉ်ပေးရတာပေါ့နော်သူကဝစ်စားဆိုရင်အမြဲတမ်းသူတိုင်မင်တာပေါ့နော်ဘယ်ဒီကားမှာတော့ဘယ်လိုလေးဝတ်ရမလဲဘယ်လို character လေးနဲ့ဆိုတော့ဒီလိုမျိုးလေးဝတ်ရင်ကောင်းမလားဆိုတော့အဲ့လိုမျိုးတော့တိုင်မင်ပြပါပြရတော့ဟိုဝစ်စားပိုင်းနေပါတယ်ကြတော့ကျွန်တော်ရင်တော့ဆိုကျွန်တော်တယောက်တည်းဆိုကိုယ့်ကိုလိုက်ရှာတယ်အခုကျတော့သူရှိလာတဲ့ခါကျတော့သူ့ကိုပြောပြလိုက်တာဒီလိုလေးဝတ်ချင်တယ်အဲ့လိုရှာလို့ရရင်မရရင်ကြံဖန်ချုပ်ပေါ့အဲ့လိုမျိုးလေးသူ့တိုင်ပင်ဖြစ်တယ်အဲ့တော့အဲ့လိုမျိုးကျွန်တော်ဝတ်စားပုံစံလေးပါလေးသူ့အထားတာများတာပေါ့ဟုတ်ဝယ်တိုင်းတယ်ဆိုတော့ဝယ်ရဝယ်ဖြစ်ရောပြန်ထွက်လာပြန်ထွက်ချက်တောက်ရည်လို့သူ့ဘေးငွေချက်တောက်ရည်မှတ်တာဟောသူကတော့သူကမနေ့တိုင်းကိုမုတ်သွားစားတာများပေါ့နော်သူကမနေ့ဆိုပြီးတော့တိတ်မနိုးတယ်လမ်းလျှောက်တာပါသူကလမ်းလျှောက်ရင်လည်းသူကအပြင်မှာသူကမုတ်သွားစားတယ်သွားစားတဲ့အချိန်ကျတော့သူကကိုယ်မှရှိရကိုယ်ခဲပတ်စံနိုင်ပြီးသွားစားတာပဲဟိုလိုမျိုးတော့သူကဘလောက်ပေးပါအောင်ငါတော့သူ့မှာအဲ့လိုမျိုးလေဟိုသုံးစရာမရှိဘူးပေါ့နော်တခြားတွေအဲ့လိုမျိုးဆိုတော့သူမတောင်းတာများတယ်ပေါ့ဒါကကိုကဝိတ်တယ်တော့ကြာပါတော့ငါတို့ရဲ့ဒါဘယ်လိုပြပြစားငါထားလို့ဟုတ်ပါဘူးဒီကတော့နည်းနည်းကိုရီလေးစစ်သွားတယ်နည်းနည်းတော့သူကမနေ့တိုင်းအဲ့လိုနည်းနည်းလေးအဲ့လိုလမ်းနည်းနည်းရှောက်တယ်ပေါ့နော်မုတ်ဆိုင်နဲ့သူကပေါ်တဲ့အောက်ဆင်းဆိုရင်လည်းရိုင်းမဲ့ကားလေးမှာသူ fighting လေးပါလေးတွေပါတယ်ပေါ့နော်နောက်ပြီးတော့ကိုကဒီတကားလုံးရဲ့ data အနေနဲ့သွားမှခါကြတော့နည်းနည်းပါလို့အကြည့်ကောင်းအောင်ဟိုအရင်ကတော့ပြန်မပိန်တော့မှကြည့်ပြောရှိပြောလေးအသားလေးနဲ့ပြန်ချစ်သွားအောင်တော့နောက်ဒီလို fighting တွေပါတဲ့ခါကျတက်လုံကောင်းတော့နည်းနည်းလေးတော့ကိုဘက်ကပြင်ဆင်ရတော့အခုတော့ကျွန်တော်စပြီးပြင်ဆင်နေပါကျွန်တော်ပြင်ဆင်ကြရတော့ရက်20နီးပါးတော့ကျွန်တော်ရမှာပါသူတို့လည်းဒါဇလန်းကိုစံစာပေါ့စံစာတင်လာရိုက်ကူးဝင်တင်လာတဲ့အချိန်ကျွန်တော်နဲ့ဇက်လေးပြန်လဲစားအောင်ပါဘောဇက်ဇလန်းအချင်းအောင်ထွက်နေပါပြီအဓိကဒီကားလေးကကြတော့ကျွန်တော် series တွဲမှာဒါကျွန်တော်ပထမဆုံးခေါင်းဆောင်နေတယ်ပေါ့နော် series တွဲဆိုတဲ့အတိုင်းပဲတော့ဟိုလူတယောက်တည်းသွားတာမဟုတ်ဘဲနဲ့ဟိုကျွန်တော်တို့ဒီ grouping လေးနဲ့ပေါ့အဖွဲ့လေးနဲ့သွားမှာဖြစ်တဲ့ပါတာမြ editor တွေအကုန်လုံးကဇက်ကောင်နေပြီပဲသူ့ကိုလည်းကျွန်တော်ပြောတာလေအောင်လို့ဟိုငါ leader ဆိုပေမဲ့ဘာပဲပြောကိုတယောက်တည်းကိုတယောက်တော့ဝိုင်းပြီးရှင်းရလို့ပါတဲ့တွေအကုန်လုံးဝိုင်းပို့တာနေရာမျိုးမဟုတ်ဘဲနဲ့ပါတဲ့ကောင်တိုင်းတစ်စက်ကောင်တစ်ကောင်ဖြစ်ရအောင်သူလူစိုးဆိုရင်လည်းဒီမှာမကောင်းတဲ့နေရာပေါ့ဘယ်လိုပရိသတ်တွေပြောနေတာ van ပေါ့ဗျာ van နေရာလူဆိုရင်လည်းသူဘာကြောင့်ဒီလိုလုပ်ရလဲသူ့မှာလိုချင်တာဟာလေးတခုရှိရမယ်ရည်ရွယ်ချက်ရှိရမယ်ပေါ့နော်ဟိုရည်ရွယ်ချက်မရှိဘဲနဲ့လို့ရုံးမာအဲ့လိုမျိုးတွေလည်းမဖြစ်အောင်သူ့အတွက်လည်းအဖြေမရှိအောင်အကြံလေးတော့ရှိရမယ်အဲ့လိုမျိုးဇက်ကောင်တိုင်းတော့ကျွန်တော်တေချာလေးတော့သူ့တေချာပြောပြတယ်သူကလည်းဟိုဇန်ညွှန်းကြီးတာတော့
စိုးကောင်းပါလေကျွန်တော်ပောက်ခဲ့တဲ့တမန်းကြားရဲ့ညာတို့တွေးစုပ်ကောင်တို့အစိမ့်မတို့ဆိုဒါသူ့ရဲ့ဇညုံးတွေပါတာများတော့ကျွန်တော်နေမှာတော်ပောက်ခဲ့တဲ့ကားတွေပေါ့ဟုတ်ကဲ့ပါဘာပြောကျွန်တော်အခုချိန်အားပေးတဲ့ပြည်သက်တွေအားလုံးကျွန်တော်အခုပြန်ရိုက်မဲ့ကားလေးကျွန်တော်အကောင်းဆုံးပြန်အောင်စူးစမ်းပါမယ်လို့နောက်ထပ်လည်းကျွန်တော်ရဲ့ဒီဥစ္စာမှုတွေကျွန်တော်ဇာကားလေးအားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်အများကြီးကျေးဇူးတင်ပါတယ်ဗျဟုတ်